ပြောပြီးပါပြီကိုနေမမို့မချစ်တော့ဘူးလားဟာဗျာဘသူကမချစ်တော့ဘူးလို့ပြောလို့လေပြဿနာမရှိပြဿနာမရှာစမ်းပါနဲ့ဟုတ်ကိုနေကအပြင်ကြီးပဲသွားနေတော့မမို့တယောက်တည်းနေရတာအားငယ်လို့ပါဘာအားငယ်စရာရှိလဲကိုရင်ကိုနေတာပဲအိမ်မှာအမေလည်းရှိတယ်ဒေါ်တောင်းလည်းရှိတယ်ကိုနေပြန်မဲ့အိတ်တဲ့ညာဆိုရင်မမို့တယောက်တည်းစိတ်မကောင်းလို့မျက်ဟိတ်ကျနေရတာအထိတ်ပဲမရှိတာဗျာကျွန်တော်လူပြိုကလေးကဒီလိုနေတာမမို့သိတာပဲအခုကိုနေကလူပြိုမဟုတ်တော့ဘူးလေမယားနဲ့မကြခင်ရင်သွေးလေးရလာတော့မှအဲ့ဒါဘာဖြစ်လဲဗျာဒါကသဘာဝတရားပဲအဆန်းမမဟုတ်တာစမ်းနေကိုနေမမိုးအတွက်ကတော့တိတ်ဆန်းနေကိုနေဖြစ်ချင်တာကိုပြောပါကိုနေစားချင်တာကိုပြောပါကိုနေအိမ်မှာပဲမမိုးနဲ့တူနေပါနော်မမိုးကိုနေနဲ့တူနေချင်လို့ပါတမဏိအသေးအေးပျော်လောက်မမိုးရဲ့ခင်ဗျာအတနာခံပြီးတော့ပြောရှာပါတယ်အခုလေကျွန်တော်ပြန်လာနေတာပဲဗျာအဲ့လိုပြောတန်နေကြတာကျွန်တော်နားပူတယ်ကျွန်တော်ကလွတ်လွတ်လပ်လပ်နေရတာကြိုက်တယ်ကျွန်တော်ဘယ်သူမှချုပ်ချယ်တာမကြိုက်ဘူးအခုကချုပ်ချယ်နေတာမဟုတ်ပါဘူးကိုနေကိုကိုမမိုတောင်းပန်နေတာပါဒီချိန်မှာဘယ်မိမမဆိုကိုလင်နာမှာကတ်နေကျင်တာပဲကိုလင်ရဲ့ကျင်နာရွရတာခဲ့ကျင်တာပဲမမိုတနာပါအောင်ကိုနေရဲ့ဟာဗျာအဲ့ဟာမျိုးတွေကြောင့်ကျွန်တော်အရန်စိတ်ညစ်တာအိမ်ပြန်လာတဲ့ခမရအပျော်ဆွဲဆွဲပြီးတော့အမျိုးမျိုးနဘူးနဆာလုပ်နေတာအိမ်ကိုပြန်မလာခြင်းတော့နားထဲမှာတန်ရင်ဘူးလောင်းနေတယ်လို့ပဲနေမင်းတရားမကြင်မနဲ့ပြောပြီးတော့ထွက်သွားတယ်ကိုပြောသမျှသူ့အတွက်နားကားစရာဖြစ်နေပြီလို့မမိုးရေဝမ်းနေစွာနားလေလိုက်ပါတယ်အိမ်နေညာနေမင်းတရားအိမ်ပြန်မလာဘူးနောက်တနေ့ညမှလည်းလုံးဝပြန်မလာဘူးအဲ့ဒါညီးသုံးမကြလို့ငါသားကိုနားဝင်အောင်မပြောနိုင်မင်းနဲ့နားပူအောင်လှုပ်လို့ဆိုပြီးတော့ဒေါ်တင်မောကအပြစ်ပြောပြန်တယ်မမိုးအတွက်ငိုယုံကားတပါအားထားစရာမရှိတော့တမီးအတွက်စိတ်ချခြင်းနဲ့ဆိုရဲမမေသမီးဒုက္ခတွေဖြစ်နေတာကိုလာမြင်လဲပါဦးရှင်ထဲမှာမမေကိုသာတန်းတနေမိတယ်ငါဘာပြောသူနားမဝင်တော့သူငါ့အောင်မချစ်တော့သူ့မှာချစ်သူအတင်များရှိနေလို့လားအဲ့ဒီအတွေ့ကမမိုးအေးရဲ့ရင်ကိုပို့ပြီးတော့ပူလောင်တယ်ဖြစ်နိုင်တယ်အခုဆိုရင်ညတွေပါပြန်မလာတော့သူသွားခြင်းတလို့သွားပြီးတော့သူနေခြင်းတလို့နေတာဘယ်သွားလို့ဘယ်သူတွေနဲ့နေတယ်ဆိုတာကိုကလိုက်ကြည့်နိုင်တာမဟုတ်ဘူးတငယ်ချင်းတွေစီသွားတယ်ဆိုတာဟုတ်ချင်မဟုတ်မှာညားကစားတော့ကတော့ငါနာကတ်မှာပေါ့ငါလှတာဟုတ်အခုတော့ငါဘိုက်ကြီးတကားကားနဲ့ပုံပြက်ပန်းပြက်ဖြစ်နေတဲ့ကိုပြန်ငုံကြည့်လိုက်တယ်နောက်ထပ်အချောလာလေးတယောက်နဲ့တွဲနေတာနေမှာမျက်ရည်ပူတွေကပါပေါ်မှာအဆက်မပြတ်နဲ့စီးဆင်းလာတယ်ပူလောင်လွန်းလာတဲ့ဝေဒနာကိုတယောက်တည်းခံနိုင်စွမ်းမရှိတော့အာကိုစရာမရှိတော့တဲ့အဆုံးမှာမိမိကိုပဲတစ်ချိန်လုံးအပြစ်ပြောနေတဲ့ဒေါ်တတင်မောအာကိုအားသာပြုတ်မိပါတယ်မမိုးရဲ့အိမ်ပေါ်ကနေဆင်းလာခဲ့တယ်အန်တီမမိုးရုံပါမမိုးသူ့ကိုစူတာပူတာလုံးဝမလုပ်ပါဘူးမကျင်တဲ့လေတံတောင်မှမပအောင်ချော့ပြောပါတယ်ဒါမဲ့မမိုးဘာပြောသူအကောင်းမထင်တော့မမိုးကဘိုက်ကြီးတကားကားနဲ့ပုံပြပန်းပြဖြစ်နေတော့သူမမိုးကိုမချစ်တော့အခုလည်းပြန်မလာတာ3ရက်ရှိသွားပြီသူ့မှာချွတ်ချွတ်လလနောက်တဲ့ချစ်သူအသေးရှိနေပြီထင်တဲ့အန်တီအိုအေးအဲ့လိုတော့မဟုတ်နိုင်ပါဘူးဟုတ်နိုင်တဲ့အန်တီမမိုးခဲ့ပါငါသားအဲ့လိုတော့လုံးမှာမဟုတ်ပါဘူးသူ့တငယ်ချင်းနဲ့ပဲပျော်ပပဖြစ်နေတာနေမှာပါဟုတ်သူတို့ကဗမာနေရလဲတော်ဟဲ့အဲ့ဒါတော့ငါလည်းဘယ်သိပါမလဲဘာလဲညီကလိုက်သွားမလို့လားမမိုးလိုက်သွားခြင်းနဲ့အဲ့ဒါမှတခါလေးပြဿနာတက်ပါအဲ့ဒါမျိုးလုပ်တာဘယ်ယောက်ျားမှမကြိုက်ဘူးဒါဖြင့်မမိုးကသူ့ဘာလို့အိမ်ထဲမှာဒီလိုပဲငြိမ်နေရမှာလားဟဲ့အဲ့လိုမလုပ်ပါဘူးလို့ပြောနေတာအန်ဒီပြောသလိုမမိုးသူ့ကိုပြုတ်ပြနာအောင်စူးစမ်းပါတယ်မရဘူးသူ့အကြိုက်တွေကိုလိုက်ရောတယ်ချက်ပြုတ်ကျွေးတယ်မအောင်မြင်ဘူးအန်ဒီကချက်ချက်မမောနဲ့ပြောရမယ်ဆိုလို့ပြောတာပဲနားမဝင်ပါဘူးမမိုးဘာဆက်လုပ်ရမလဲမမိုးအေးဝမ်းနေလို့ငိုတယ်တော်တတင်မောကမမိုးအေးရဲ့ဘိုက်ကိုလှမ်းကြည့်လိုက်တယ်အေးဒီတစ်ခါသူပြန်လာရင်ဘိုက်ထက်ကလေးကိုတန်ရောစင်ရှိအောင်ပြောကြည့်သူ့ဖေတော့ကတော့သူ့သားကုန်းဝင်ရှိကြတဲ့အိမ်ပြန်မှန်းနေတာပဲခလေးလှော်ရင်သူ့ကိုဘိုက်ဆန်းစီခိုင်းရတယ်ခိုင်းမှုလားအဲ့လိုမမိုးရေကောက်ခါရမ်းပြလိုက်တယ်မမြင်ရသေးပေမဲ့သူ့ရင်သွေးဖြစ်တဲ့ခလေးကိုချစ်အောင်ပြောရတယ်မမိုးရေခေါင်းညင်းပြတယ်ဒေါ်တတင်မောရဲ့အကြံဉာဏ်ပေးတာကိုလည်းကျေးဇူးတင်မိပါတယ်၄ရက်မြောက်မနက်မှာတော့နေမင်းတရားအိမ်ပြန်လာတယ်အိမ်ရောက်တာနဲ့စတယ်မမိုးရေကသူ့ကြိုက်တဲ့ကော်ဖီခါခါဆင်းဆင်းနဲ့ပေါင်မုံမီးခင်ထောပတ်တော့ကျုပ်ဟပ်ပရိုက်နှလုံးကိုလှုပ်ပေးတယ်စားပြရနဲ့အိမ်မော်တက်သွားပြီးတော့အခန်းထဲကအိယာကတင်ပေါ်မှာအိတ်တယ်ညာတော့တရေးမှမအိတ်ခဲ့ရတဲ့ပုံပဲ
မိုးမိုးရဲ့စိတ်ထဲမှာတန်တရားကပိုပြီးတော့ကြီးထွားလာတယ်။ဒါပေမဲ့လေမဆူမီမပြောမိအောင်စိတ်ကိုထိန်းချုပ်ထားရတယ်။နေမင်းတရားဝတ်ထားတဲ့အင်ဂျီကိုအသေးချကြည့်တယ်။နှကန်းကြီးစွန့်ထင်းနေတာများတွေ့ရမလားဆိုတဲ့အထင်နဲ့ဒါပေမဲ့လေဘာမှမတွေ့ရဘူး။စိုးရင်စိတ်မတည်တဲ့စိတ်တွေကိုမျိုးသိပ်ပြီးတော့တို့တတင်းမော့အကြံပေးတယ်လို့ရင်သွေးနဲ့တန်ရောစင်ကြိုးချီဖို့ဆုံးဖြတ်လိုက်မိတယ်။သူအိမ်နေတော့မှရေချိုးပြီးတော့တနက်ခါကိုခွေးနေအောင်လိမ့်နာတယ်။မှန်နေရမျက်နှာလှလှလေးကိုကြည့်ပြီးတော့အားတက်ရပါသေးတယ်။ဒါပေမဲ့ပိုက်စီကိုငုံကြည့်လိုက်တော့အားပြတ်မိတယ်။ဗီဒီယိုတွေကပိုက်ပုံအင်ဂျီလှလှလေးကိုထုတ်ဝစ်လိုက်တယ်။ body spray ကိုလည်းဖြန်းလိုက်တယ်။ပြီးတော့အိယာကတိမောမှာကိုနေရဲ့ဘေးမှာဝင်အိပ်ပြီးတော့မိခင်နဲ့ကလေးဆိုတဲ့စာအုပ်ကိုဖတ်ရင်းနဲ့သူ့အိယာနိုးအောင်စောင့်တယ်။နေ့လေ12နာရီကျော်မှအိယာနိုးတယ်။ကိုနေနိုးပြီလား။အိတ်လို့ကောင်းလိုက်တာ။ကိုနေမင်းညမအိတ်ခဲ့ရအောင်လား။တငယ်ချင်းတွေနဲ့တညလုံးကစားနေကြလို့မမိုးရီမယုံချင်းမိမိလေးယုံလိုက်ရတယ်။ကိုနေပြန်မလာတဲ့3ညလုံးမမိုးစိတ်ပူလိုက်ရတာ။ဘာပူစရာရှိလဲ။ကိုနေကလည်းကားနေတော့တာဆိုတော့တောက်စားပြီးတော့ကားမောင်းရင်ပူတာပေါ့။ဘာမှဖြစ်ဘူး။ဖြစ်ရင်ကိုနေမှာအခုလူပြိုလူလွတ်မဟုတ်တော့ဘူးနော်။မမိုးရင်ထဲမှာကိုနေရင်သွေးလေးရှိနေပြီ။အဲ့ဒါသိတာပဲ။ဘာဆန်းလို့လဲ။ဆန်းတာပေါ့ကိုနေရဲ့မကြခင်ကိုနေကလေးဖေဖြစ်တော့မှာမမိုးအေးအားနေမင်းတရားရဲ့ဘက်ကိုစောင်းလဲလိုက်တယ်။အဲ့ဒီချိန်မှာအစင်သင်မဲ့ကလေးကတွင်းရနေလှုပ်နေပါတယ်။ဟောအတွင်းကသားလေးကလှုပ်နေတယ်။ဖေဖေကြီးကလည်းတခါမှဆမ်းမကြည့်ရသေးဘူး။ကိုနေဘိုက်ပေါ်လက်တင်ပြီးတော့စမ်းကြည့်ပါလား။မမိုးအေးကနေမင်းတရားရဲ့လက်ကိုဆွဲယူလိုက်တယ်။ဟာမဆမ်းကြည့်ပါဘူးဗျာကျွန်တော်ဥရတယ်။နေမင်းတရားကလက်ကိုပြန်ဆွဲယူသွားတယ်။မမိုးအေးရင်ထဲမှာနာကျင်စွာခံစားလိုက်ရတယ်။ကိုရင်သွေးကိုစိတ်ဝင်စားမှုမရှိတဲ့အဖေသူတကားတွေများပိုက်ထဲမှာခလေးလို့ရင်မိခင်ကပြောပြဖခင်ကစမ်းကြည့်နဲ့အလွန်ကြည်နူးစရာဖြစ်ကြောင်းကြားဖို့ဖတ်ဖို့တယ်အခုတော့တူတူခါခါပဲညင်းရတယ်